ဒီမှာကိုပြောရဲ့စာရေးစအရန်ကောင်းတယ်မင်းဆိုကြိုက်မှာ ကျေးဇူးပါနန္ဒရဲ့ငါဒီစာအုပ်လေးကိုရှာနေကြားလာပြီအခုနေခေါ်လာတဲ့ဆိုင်မှာပဲတွေ့ရတယ် ကိုဆိုရဲကောင်ကတင်းတင်းဆိုဘာကြိုက်တတ်မယ်ဆိုတာလွန်ခဲ့တဲ့10နှစ်ကျော်လေးကကိုကလေ့လာခဲ့တာ ညီမရေတွားလိုက် over ဘာမှဆိုစာအုပ်လေးရှိလားမသိ မမကောင်းရဲ့ရှင့် ဟောကျေးဇူးပါ တင်းစားအဲ့ဆောင်ကိုမှရှိတယ် ဟာလားဒါဆိုငါနဲ့ငါပဲငါဖက်လိုက်တော့မယ်လေအပြန်ကြရင်နေလိုက်မယ် ဖြစ်တော့ဖြစ်ပါတယ်ဒါမဲ့ခက်တာ ဘာခက်တာလဲ ခက်တာကိုကတယောက်တည်းနေပြီးတော့ကိုတိုက်ခန်းကိုဘယ်မိန်းကလေးတငယ်ချင်းကိုမှလည်းမခေါ်ဘူး ဟဲ့ရုံရမှာလားနန္ဒရဲ့ဘာလို့မခေါ်ရလဲ ဘာလို့လဲဆိုတော့ကိုယ့်ရဲ့မိန်းကလေးတငယ်ချင်းကိုအရန်စားတယ်အရန်လာတဲ့ခါကျတော့ကြနေကိုစိတ်တွေပိုင်းမထိနိုင်ပါဘူး လေနန္ဒရဲ့နေဟာလေပြောပါငါ့ကိုခေါ်မှာလားမခေါ်ဘူး ခင်ဗျားတော့သူတို့လောက်မှမလှတာတိတ်တော့ပြဿနာရှိမယ်မထင်ဘူး ကောင်းဆုံးခဏလေးနေခံကောင်းလိုက်လား ရောက်ဒီမှာမင်းဖတ်ချင်တဲ့စာအုပ်ပြီးရင်ပြန်ပေးရမှာနော်တခြားဟာရကိစ္စမရှိဘူးစာအုပ်ဆိုရင်တော့ပြန်ပေးမှရ မလီစိတ်ချပါပြန်ပေးပါမယ် တခြားစာအုပ်တွေလည်းလိုချင်တာရှိရင်ယူသွားအန်ဒရိုက်ထဲမှာရှိတယ်အခန်းထဲမှာလည်းတက်ရှိတယ်ခဏလေးအေးယူပေး စီရီဒီစီရီရော အဲ့ဒါကိုငယ်ငယ်တော့နားထောင်တဲ့ CD တွေလေ နင်သားရခုချိန်ကြီးတင်ထားအောင်မယ် ကိုကအစွဲလန်းကြည့်တယ်ကိုကဲအဲ့ဒါဆိုရင်အေးစင်နားလိုက်အောင်နော်ကိုလေးလေစွာစာအုပ်တစ်ခုသွားလုပ်လိုက်မယ်ဘိုက်စာလေး နင်ကဟင်းချက်တတ်တယ် ချက်တတ်တာပေါ့တယောက်တည်းနေတဲ့ဟာမချက်တတ်လို့ပဲဖြစ်မှာစဖို့ဘူးတွေလို့တော့မချက်တတ်ဘူးပေါ့ကွာဒါပေမဲ့နည်းနည်းပါးပါတော့ဖြစ်တာပေါ့ပြီးရင်မိကြည့်လေ အာနာကြရတော့ဖြစ်ကုန်ပါပြီ အားနာစရာမရှိပါဘူးတခါလေမှလာလေတဲ့ကိုယ့်ဧည့်သည်ပဲဟာအဲ့ခံရမှာပေါ့ နင်ကတစ်ခါလေးပဲလာမယ်လို့သူကပြောလဲဟုတ်တယ်လေနင်စီမှာစာအုပ်တွေရောစီရီတွေရောအများကြီးပဲနောက်ဆိုငါခဏခဏလာငါတော့မှအဲ့တော့မှရှုပ်တယ်ဆိုပြီးနှင်မထုံးနဲ့ အမြဲတမ်းမနေနိုင်သေးသေး၍တော့ဧည့်သည်ပဲပေါ့ကွာအိမ်ရှင်မဖြစ်သေးတာကဲရော့ဒီမှာ speaker remote တချင်းကကိုဖုန်းလေးတော့ပဲနားထောင်လိုက်တော့ရပြီနေဦးနော်
ဖြိုးကြောနင်ငါ့အခန်းကိုတကားလေးပါလေခောက်ဝင်မှုစီစဉ်မရှိဘူးလားဟမ် နင်အခန်းထဲကိုမဝင်စေခြင်းကိုယ့်အကိုတကားလော့ချတာငါနဲ့မေးစရာချင်းနဲ့အမှန်တိုင်းပြောနော်နေကင်းတော့ကနေစိန်ဝယ်ကိုငါရောက်လို့ခဏဝင်သေးတယ်နေကင်းတကင်းလုံးခွင့်ယူပြီးတော့မရှိဘူးနေဘယ်သွားနေရလဲ ငါလိုချင်တဲ့စာအုပ်လေးရှိလို့မြို့ထဲမှာသွားဝယ်နေရလေ မိစောနေငါ့ကိုလာမပတ်နဲ့စားဝယ်တာဟဲ့လောက်မကြောက်ဘူးနောက်ပြီးတော့ငါမာကြီးလည်းငါ့ကိုပြောတယ်ညနေ6 နာရီကျော်မှနင်ပြန်ရောက်လာတယ်မိစောနင်မမှန်ပြောတယ်နင်ဘယ်သွားနေရလဲဟမ်ဘယ်သူနဲ့တူရှိနေရလဲ ငါဘယ်သူနဲ့တူရှိတယ်လို့နင်ထင်တယ် မသိဘူးလေအားကြောင့်မေးနေတာဘယ်သူနဲ့တူရှိနေရလဲ နန္ဒနဲ့ဖြိုးကြော ဟမ် နင်ငါ့ကိုဘာမှမပြောတော့ဘူးလား ငါဘာပြောစရာလိုသေးလို့လဲဟာ တခုခုပေါ့ငါနဲ့နန္ဒနဲ့ဘယ်ကနေဘယ်လိုပြန်ဆုံလဲဆိုတာမျိုးပေါ့ ငါမသိချင်နင်လည်းပြောဖို့မကြိုးစားနဲ့ ငါကတော့သိကျင်တယ်ငါနဲ့ကိုမေးချင်တာ မမေးနဲ့နင်ဘာမှဆက်မမေးနဲ့တော့မိစော မေးရမှာပဲနင်နဲ့နန္ဒနဲ့ပြန်ဆုံတာတစ်နှစ်တောင်ရှိပြီဆိုသူနိုင်ငံသားပြန်လာငါ့ကိုဘာကိစ္စနဲ့မပြောရလဲငါနဲ့သူနဲ့ပြန်ဆုံမှာနင်ဘာလို့လက်တောင်ကြောက်နေရလဲဖြိုးရဲ့ဟမ်ငါမေးနေလေ ငါဒီကြားထဲမှာတင်မောတစ်ခေါက်တက်ရသေးတယ်ဟာပြီးတော့နင်ကရန်ကုန်မြို့နဲ့ဝေးတဲ့မြို့တစ်မြို့မှာတာဝန်ကျနေတဲ့အချိန်လေအေးဟာငါနင့်ကိုမပြောပြဘူးဆိုလဲတောင်းပန်တယ် sorry ပဲအခုလေနင်တို့နှစ်ယောက်ပြန်တွေ့နေကြပြီမလားငါပြောတယ်မပြောဘူးကအရေးမှမကြည့်တော့တယ် ဟုတ်ပါတယ်ရေးမကြည့်တော့ပါ ဟုတ်ဒါပေမဲ့နင့်ကငါတခုတော့ပြောချင်တယ်နင်နန္ဒရဲ့တိုက်ခန်းကိုတယောက်တည်းလိုက်မသွားပါနဲ့နော်သူ့မိဘတွေကနိုင်ငံခြားမှာနေနေရဆိုတော့တိုက်ခန်းမှာသူတယောက်တည်းဟာလေရုတ်တရက်သူနိုင်ငံခြားကိုပြန်ပြီးထွက်သွားလို့ရှိရင်နင်တယောက်တည်းကြံရစ်ဖြစ်မှာဆိုတော့ငါကပြောတာပါနင်းနာစရာရှိရင်လည်းနင်မနင်းနာပါလေ နင်သားမြတ်တာတိတ်နောက်ကျသွားပြီဖြိုးကျော်နင်ရဲနောက်ကျသွားပြီလား စောထဘိုက်ထဲမှာအစာမရှိပဲနဲ့အိတ်ကိုမကြိုးစားစားလိုက် ကောင်းမှလည်းကိတ်မှုနေစားလာလေဒီလောက်အများကြီးဆိုင်ငါဘဝပါမှာပေါ့ ဒီလောက်နဲ့တော့ဘာမှမထူတော့ပါဘူးကွာပြီးတော့တညလုံးဆေးရုံမှာ energy သုံးထားရတာချာချင်းပြန်သွင်းမှဖြစ်မှာပေါ့စားလိုက်နော်လိမ့်ပါတယ် ပြီးရော ပြုံးတာ ပြုံးလို့မရဘူးလား မသိဘူးလေမင်းပြုံးတာကိုယ့်ကိုပဲလှောင်နေတယ်လို့ကိုလုတ်ပေးတာပဲမကျေနပ်တယ်လို့ မင်းရင်ရီးစားတွေကိုနင်ဒါမျိုးမလုပ်ပေးခဲ့ဘူးပါဘူးလို့နောက်လေပြပြလေ ဟောဗျာထင်စောမင်းတို့မိန်းမတွေဟာလေဘာဖြစ်လို့ပြစ္ဆုတ်ပံကိုတဲ့မကြည့်ပဲနဲ့အဟောင်းတွေကိုပြန်ပြောခြင်းဟာအဲ့ဒါဖះဟောင်းနဲ့မညီဘူးသိလား သိလိုက်ပါလားငါနဲ့မတွေ့ရတဲ့9နှစ်ကျော်အတွင်းနင်ရီးစားပြုံးမှမထားခဲ့ပါဘူးလို့ငါ့ကိုထက်လိမ့်မျိုးလား လိမ်ဖို့မလိုပါဘူးမင်းသိချင်ကိုကြီးစားတွေကိုနာမည်နဲ့တကွာစရင်းလုပ်ပြီးပြမယ် တော်ပြီမသိရင်တော့ခေါင်းလည်းပြုတ်ပဲ ။စား ဘာပြောင်းလာလဲ ဟမ်ကောင်းမှလည်းကိတ်မှုနေစားလာလေဒီလောက်အများကြီးဆိုင်ငါဘဝပါမှာပေါ့ ။ဟမ်လိမ်ဖို့မလိုပါဘူးမင်းသိချင်ကိုကြီးစားတွေကိုနာမည်နဲ့တကွာစရင်းလုပ်ပြီးပြမယ် ဟမ်တော်ပြီ
ဖြိုငါဒီပတ်စံနေဂျူတီမရှိဘူး ငါဘာလို့ရ ဟုတ်အဲ့ဒါလေအိမ်နေကြရင်ငါနန်းနာနဲ့ချိန်တာလို့ကိုကြီးတို့မင်းနင်းနဲ့ရှော့ပင်သွားမယ်လို့ပြောပေးစမ်းပါဟိုနင်ကငါ့ကိုနန်းနာလေးလိုက်ဖို့ပဲလေပြီးရင်နင်လည်းတနေ့ကိုကြက်တဲ့နေရာရှောက်သွားပေါ့ လက်စားတော့နင်ကအိမ်ကအဝင်ထွက်လို့ကောင်းငါ့ကိုလာပြီးတော့လိန်တိုင်းနေရဟုတ်လား နင်ကလည်းတစ်ခါလေးလေးကိုဘာလဲနင်ကမလုပ်ပေးချင်ဘူးလားအေးပေါ့လေနင်တို့အရန်ပန်းကြီးနေရဆိုရင်လေ ဟဲ့မိစော်ရေအပိုတွေပြောမနေစမ်းပါနဲ့ဟာနင်ခိုင်းလို့ရှင်ငါဘယ်နှခါမှမလုပ်ပေးတာရှိလို့လဲအိမ်ကအထွက်ပဲလားအပြန်ရောက်လာကြိုးပေးရမလားဘယ်လိုလာကြိုးပေးရမလဲနောက်တစ်ခါလေးပြောတာ အဲ့ဒါလည်းငါမသိသေးဘူးဟာဟိုနနခေါ်တဲ့နောက်ကိုငါလိုက်သွားရမှာလေဟိုအိမ်နေကြရင်သူ့အမေပြီးငါနဲ့စီပြန်ဖုန်းဆက်လိုက်မယ်လေ မိစော်နင်အရာရာကိုဒီကောင်သဘောအတိုင်းပဲနင်လိုက်လုပ်ပေးနေရလားလားနင်မှာကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်ပိုင်ခွင့်ဆိုတာမရှိတော့ဘူးလား အဲ့လိုလည်းမဟုတ်ပါဘူး နင်စကားအရာတော့လေနင်ကဒီကောင်ကိုအကျွေးမဲ့ယုံကြည်ပြီးတော့ဒီကောင်စကားတိုင်းနင်ဘွားအောင်နေထိုင်တာပဲငါတည့်ရတင်းနေဆိုမဟုတ်တော့ဘူးတိတ်ပြီးထက်မြက်တယ်ပြတ်သားတယ်ကိုမှန်တယ်ထင်ရင်ဘသူ့မှဂိမ်းမဆိုင်တဲ့တင်းနေဆိုဘယ်ရောက်သွားပြီလဲနင်အရန်ပြောင်းလဲသွားတယ်သိလားမိစောမိစောလေနင်ငါ့ကိုကြတော့အနိုင်ယူတော့နင်ဒီကောင်ကိုကြတော့အညံ့ခံအရှုံးပေးလို့ရကြမနေဘူးလားဟင် ဖြိုးကြော်နင်လိုက်ဖို့မလားမလိုက်ဖို့လားဒါပဲပြောနင်နဲ့မဆိုင်နိုင်ဝင်ပါနဲ့ဟာ အေးပါနင်မကြိုက်ဘူးဆိုရင်လည်းငါမပြောတော့ပါဘူးနင်ဘဝနင်ပိုင်တာပဲနင်ကြိုက်တာတော့ရှိပါတယ်အေးဒါပေမဲ့ငါတစ်ခုတော့ထပ်ပြောအဲ့ဒီကောင်နင်ကိုမျက်ရည်ကြောင်လှုပ်လို့ငါနဲ့တူ